ဇလန်အစမှဆိုရင်ဟိုက်ဒီလူခေါ်ရဲ့မိဘမဲကောင်မလေးတယောက်ရှိပါတယ်သူကအတော်ဖြစ်သူနဲ့အကြာကြီးနေလာခဲ့တာပေါ့ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အတော်ကဆက်ပြီးမထားနိုင်တော့တဲ့အခါဟိုက်ဒီကိုတောင်ပေါ်က El Pohai လူခေါ်တဲ့အဖိုးကြီးတယောက်စီတွားထားခဲ့ပါတယ်မြို့ကလူတွေကအဖိုး El Pohai ကိုကြောက်ကြတယ်လူတက်မှုတစ်ခုတောင်ကျူးလွန်ခဲ့ဖူးတယ်လို့ထင်နေကြတာဒါပေမဲ့ဟိုက်ဒီအတော်ကတော့ဒီကော်လာဟာလာတွေကိုလုံးဝဂရုမစိုက်ဘူးယာဟိုက်ဒီတို့အန်ဒီရှင်းနေသလားဆိုတာကိုတော့စဉ်းစားမနေပဲသူ့အိမ်ကိုခေါ်သွားပါလိရောတောင်တက်ညင်းနဲ့ဟိုက်ဒီကသူ့ရဲ့အဝတ်သားကြမ်းကြီးထဲမှာမသက်မသာခံစားရတော့ချွတ်ပစ်လိုက်ပြီးပိုပြီးတက်တောင့်တက်တာနဲ့တဘာဝတရားကြီးကိုပျော်ပျော်ပါးပါးခံစားပါတော့တယ်သူတို့ El Pohai ရဲ့အင်ကိုရောက်တော့အဖိုးကြီးကဟိုက်ဒီကိုလုံးဝလက်မခံဘူးအတော်ကလည်းဟိုက်ဒီကိုပြန်ခေါ်သွားမလို့ဟန်ဆောင်ပြီးအဖိုးအိမ်မှာခိုးထားခဲ့ပြီးထွက်ပြေးသွားတာပေါ့အဖိုး El Pohai တီးသွားတော့အတော်နောက်ကိုလိုက်ပြီးတားပေမဲ့အတော်ကမတိကြိုချွန်ပြူပြီးပြေးသွားပါတယ်ဒေါသထွန်နေတဲ့အဖိုးကလည်းဟိုက်ဒီကိုတယောက်သေးထားခဲ့မယ်ဆိုပြီးအိမ်ကိုအတွင်းကနေတောက်ခတ်လိုက်တယ်ဘာမှမတတ်နိုင်တဲ့ဟိုက်ဒီကစိတ်ထိထားတဲ့ကြည်ထဲမှာပဲအိတ်ဖို့နေရာရှာပြီးအိတ်လိုက်ရတယ်နောက်နေ့မနေ့ရောက်တော့အဖိုး El Pohai ကသူ့ကိုစိတ်နှုတ်တိုက်ကျွေးတယ်ပြီးတော့ဘုန်းကြီးကျောင်းကိုခေါ်သွားတယ်ဘုန်းကြီးကဟိုက်ဒီကိုစစ်ဆေးပြီးလုံးဝကျမ်းမာကြောင်းအတည်ပြုတယ်ပြီးတော့သူ့ကိုဂိမ်းဆိုင်ဖို့က El Pohai ရေးတာဝန်ဖြစ်ကြောင်းအကြံပေးတယ်El Pohai ကလည်းဟိုက်ဒီကိုမထားချင်ကြောင်းညင်းတယ်အဲ့ဒီခါဘုန်းကြီးကမြို့ထဲမှာကလိအကူကြီးလိုတဲ့လက်သမားများရှိမရှိတုံးရဲ့အချင်းယူပြီးရှာကြည့်မယ်လို့ပြောပါတယ်အိမ်ပြန်ရောက်တော့အဖိုး El Pohai ကဟိုက်ဒီကိုအင်းထဲနေခွင့်ပေးလိုက်တယ်ဒါပေမဲ့အိမ်ထဲမှာအဖိုးတယောက်တည်းအတွက်ပဲအစင်းတင်လောက်ထားတာဆိုတော့ဟိုက်ဒီအတွက်နေရာမရှိဘူးဒါကိုမြင်တော့ဟိုက်ဒီကကောက်ရုပ်ပုံတစ်ခုကိုရှာပြီးပျော်ပျော်ရွှင်ရွှင်နဲ့သူ့အိယာဖေးဖန်တီးပြီးစတင်နေထိုင်ပါတော့တယ်နောက်တစ်နေ့မှာတော့ဟိုက်ဒီဟာပီတာဆိုတဲ့ကောင်လေးတယောက်နဲ့ဆုံတယ်ပီတာကနေတိုင်းအဖိုး El Pohai ရဲ့စိတ်နှုတ်တွေကိုခေါ်သွားပြီးကျောင်းလေးချက်တာဒီနေ့မှာတော့အဖိုးကဟိုက်ဒီကိုလည်းပီတာနဲ့အတူလွတ်လိုက်တယ်နေ့လည်းစားအတွက်ပေါင်မုံနဲ့ cheese ကိုလည်းထည့်ပေးလိုက်တယ်အပြင်ထွက်ရတာကိုပြောနေတဲ့ဟိုက်ဒီဟာပိုလင်းနဲ့ကောင်းကင်ကြီးအောက်မှာပျော်မွေ့နေတော့ပီတာကသူ့လည်းနေ့လည်းစားအချို့ကိုခိုးစားလိုက်တယ်ဟိုက်ဒီတတိထားပြီးတော့ပီတာကစိတ်နှုတ်တွေကိုအမြန်လက်ညှိုးထိုးပြီးအဖြစ်ပုံချလိုက်တယ်သူတို့စကားပြောနေတော့စိတ်ကောင်ရန်ဖြစ်တော့ပီတာကတုံးနဲ့ရိုက်ပြီးချလိုက်တယ်ဒါပေမဲ့ဟိုက်ဒီကဒါကိုမကြိုက်ဘူးဟိုက်ဒီကစိတ်နှုတ်တွေကိုဘယ်တော့မှမရိုက်ဘူးလို့ပီတာကိုကတိပေးခိုင်းတယ်အပြန်အလှန်အနေနဲ့သူ့ရဲ့နေ့လည်စာတစ်ဝက်ကိုနေတိုင်းဝင့်မြပေးမယ်လို့သဘောတူလိုက်တယ်ပီတာကအဖိုး El Pohai ကိုကြောက်တာကြောင့်သူတို့ရဲ့သဘောတူညီချက်ကိုလွတ်ဝတ်ထားဖို့ပြောပါတယ်အိမ်ပြန်ရောက်တော့ဟိုက်ဒီကအဖိုး El Pohai အပေါ်ထူးဆန်းစွာစတင်ပြုတ်မှုတယ်ကြီးချင်းမှာပဲအိတ်ဖူတောင်ကောင်းပါတယ်အဖိုး El Pohai ကသူ့အပေါ်မဟုတ်မမှန်ဆွဆွဲချတာတွေကိုဟိုက်ဒီတွေ့သွားပြီဆိုတာရိပ်မိလိုက်တယ်အဲ့ဒီအခါအဖိုးကဟိုက်ဒီကိုစိတ်အေးအေးထားပြီးသူများပြောတာနားမထောင်မဲ့အစားကိုယ်နှလုံးသားကိုနားထောင်ပြီးသူ့အဖိုးကအဲ့ဒီလိုလုံမှဟုတ်ရလားဆိုတာဆုံးဖြတ်ပါလို့ပြောလိုက်တယ်ဟိုက်ဒီရဲ့နှလုံးသားကနူးညံ့သွားပြီးအဖိုးကိုယုံကြည်လိုက်တယ်သူပြေးသွားပြီးအဖိုးကိုဖတ်လိုက်တယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့အင်ကောင်မိုးထက်ကထခိုးမှာတွားအိပ်ပါတော့တယ်နောက်တစ်နေ့မှာဟိုက်ဒီကပီတာနဲ့စိတ်တူနဲ့အတူထပ်မံထပ်သွားတယ်ဒီအတော့အတွင်းအဖိုး El Pohai ကပရိဘောကတစ်ခုကိုထွန်းထူနေတယ်ဟိုက်ဒီအိမ်ပြန်ရောက်တော့သမင်းစားစုံပဲမှာနောက်ထပ်ဂလောက်ထိုင်းတစ်လုံးကိုတွေ့ပြီးအံ့ဩသွားတယ်အဲ့ဒီအခါအဖိုး El Pohai ကသူ့အဖိုးနဲ့အတူနေနိုင်ပြီလို့ပြောလိုက်တယ်ဒါကိုကြားတော့ဟိုက်ဒီကအယမ်းပျော်သွားတယ်ရက်အနေငယ်အတွင်းမှာပဲသူကအဖိုး El Pohai ရဲ့နှလုံးသားကိုအနိုင်ယူပြီးပီတာနဲ့လည်းအခင်းဆုံးတငယ်ချင်းဖြစ်သွားတယ်ပိုပြီးတက်တောင့်တက်ရကန်စားလာတဲ့အခါ7တိုတိုတောင်ညက်ပစ်သေးတယ်တနေ့မှာပီတာကသူចောင်းစားတက်ရတော့မှဖြစ်လို့အတူတူကစားနိုင်တော့မှမဟုတ်ကြောင်းပြောပြတယ်ဒါပေမဲ့သူ့အိမ်ကိုအချိန်မရွေးလာလေကိုဖိတ်ခွန်ပြီးနွေရာဒီចောင်းပိတ်ရမှာပြန်ဆော့နိုင်မယ်လို့ပြောလိုက်တယ်ဒါကိုကြတော့ဟိုက်ဒီလည်းចောင်းတက်ချင်လာတယ်ဒါပေမဲ့အဖိုး El Pohai ကသူ့ကိုမပို့ပေးဘူးဆောင်းရာဒီမှာဟိုက်ဒီဟာမြို့ထဲကိုចောင်းသွားဖို့ခရီးသွားလာနိုင်မှာမဟုတ်တာသူသိနေတာပေါ့ဆောင်းရာဒီရောက်တော့အပြင်ထွက်ရတာခက်လာတယ်အိမ်ထဲမှာအချိန်တိုင်းနေရတာကြောင့်ဟိုက်ဒီကပြင်းပြီးစိတ်မချမ်းသာဖြစ်လာတယ်ဒါကိုမြင်တော့အဖိုး El Pohai ကသူ့အထွတ်တက်တန်းငှက်ရုပ်အယုတ်ကိုထွန်းထူပေးတယ်ဒါပေမဲ့ဒါကဟိုက်ဒီကိုတိတ်စိတ်မချမ်းသာစေဘူးဒါနဲ့အဖိုး El Pohai ကစီးနေတွေထဲမှာတွားနိုင်တဲ့စွတ်ဖားတစ်ခုကိုတိဆောက်ပြီးဟိုက်ဒီကိုဆွဲခေါ်သွားတဲ့အခါမှာစိတ်ဓာတ်တွေပြန်လည်မြင့်တက်လာတယ်အဲ့ဒီနောက်မှာတော့ပီတာတို့အိမ်မှာအချိန်ဖြူနိုင်ဖို့ဟိုက်ဒီကိုချပေးခဲ့တယ်ပီတာရဲ့အိမ်မှာဟိုက်ဒီကသူ့ရဲ့အမေနဲ့အဘွားတို့ကိုတွေ့ရတယ်ပီတာအဖေဆုံးဖတ်ထားတာကြောင့်သူတို့ရဲ့ဘန်ဒန်ရဲ့အခြေအနေကအယမ်းဆိုးတယ်ဒါပေမဲ့ပီတာအမေကတော့သူ့ကိုပညာပေးဖို့အတက်နိုင်ဆုံးလုပ်နေတယ်သူတို့နဲ့တနေ့ကုန်အချိန်ဖြုံးပြီးအိမ်ပြန်ရောက်တဲ့အခါအဖိုး El Pohai ကိုပွေးဖက်ပြီးသူ့မှာအဖိုးရှိတာဘလောက်ကန်ကောင်းလဲဆိုတာသဘောပေါက်သွားတယ်အချိန်ကြီးကုန်သွားတယ်ဟိုက်ဒီကသူ့တဖိုးနဲ့ပျော်ပျော်ရွှင်ရွှင်ဆက်နေတယ်အရာတိုင်းကပြီးပြည့်စုံနေပုံရတယ်ဒါပေမဲ့ဒီနေ့မှာသူ့အတော်ကရုတ်တရက်ရောက်လာတယ်ဟိုက်ဒီကိုပြန်ခေါ်ဖို့လာတာပါတယ်အခုတော့သူ့ကိုဂယုဆိုင်နိုင်မဲ့ကလေးတစ်ခုရပြီလို့ပြောတယ်ဒါပေမဲ့ El Pohai ကတော့သူ့စကားကိုမယုံဘူးဆရာတို့ဟန်ဆောင်ပြီးအတော်ကပြန်သွားဟန်ဆောင်တယ်ဒါပေမဲ့တခါအဖိုး El Pohai ကိုလည်းစားပြီးဟိုက်ဒီကိုလှုပ်ဝက်စွာလိုက်ရှာတယ်ပီတာနဲ့ကစားနေတဲ့ဟိုက်ဒီကိုတွေ့တော့အတူလိုက်ခဲ့ဖို့ခေါ်တယ်ဟိုက်ဒီကညင်းလို့အဖိုး El Pohai ကလည်းလိုက်စီခြင်းနဲ့လို့ပြောလိုက်တယ်အဖိုးနာမည်ကိုကြားလိုက်တဲ့အခါဟိုက်ဒီကယုံပြီးလိုက်သွားဖို့သဘောတူလိုက်တယ်ပီတာကစိတ်တွေနဲ့ပြန်ရောက်တော့အဖိုး El Pohai ကဘာဖြစ်သွားလဲဆိုတာချက်ချင်းနားလိုက်ပြီးမျိုးလေးကိုအမြန်ပြေးလိုက်ပေမဲ့နောက်ကျနေပြီအတော်ကဟိုက်ဒီကို Frankfurt မြို့ကြီးကခန်းနာတဲ့အင်ကြီးတစ်လုံးစီခေါ်သွားတယ်အဲ့ဒီမှာဟိုက်ဒီကို mix ဆက်ပေးလိုက်တယ်ဒါပေမဲ့အုတ်ထင်းသူအိမ်တော်ထိန်မကတော့သူ့ကိုမြင်ပြီးသဘောမကျဘူးဟိုက်ဒီကမရင်ကျေညစ်ပါတယ်လို့ထင်နေတာအတော်ကတော့သူတို့တောင်းဆိုထားတဲ့မိဘမဲ့ကလေးမလေးချစ်ကြောင်အိမ်တော်ထိန်မကိုတတိပေးလိုက်တယ်ဟိုက်ဒီကိုအိမ်ပိုင်ရှင်ရဲ့လမ်းမရှောင်နိုင်တဲ့သမီးလေးကလာရီယာအတွက်အဖေါ်ဖြစ်ခေါ်လာတာပါဟိုက်ဒီကကလာရီယာရဲ့ပြီးတဲ့ကလထိုင်ကိုစိတ်အားထက်သန်စွာတွန်းပေးပြီးပန်းအိုးတစ်လုံးကိုရိုက်ခွဲမိတယ်ဟိုက်ဒီကိုကောက်ကွက်ဖို့ကလာရီယာကအိမ်တော်ထိန်မဖရိုလိုက်စီမှာအပြစ်အားလုံးကိုယူလိုက်တယ်ကလာရီယာနဲ့အတူနေဖို့ဆိုရင်ဟိုက်ဒီဟာအတင်ယူစရာတွေအများကြီးလိုအပ်ပါတယ်
ဒါကြောင့်သူတို့ကတန်ရှင်းရေးလို့အိမ်မှာကောင်းကောင်းမွန်မွန်နေထိုင်နေတွေကိုစတင်တင်ပေးတာဟိုက်တီဟာကလာရီယာနဲ့အတူစားတင်တယ်ဒါပေမဲ့သူမဖက်တတ်မကြီးတတ်ဘူးဆိုတာလူတိုင်းထီသွားတော့အန်အောသွားကြတယ်ဖရိုလိုက်ကဟိုက်တီကိုချက်ချင်းဖယ်ရှားခြင်းပဲမဲ့ကလာရီယာအဖေမရောက်ခင်တော့လုံလို့မရဘူးဒါကြောင့်ပါမုခါကိုဟိုက်တီကစားတင်ခိုင်းလိုက်တယ်ရက်အနေငယ်တည်းမှာဟိုက်တီကအင်စီကန်တွေကိုတင်ယူလိုက်တယ်ဒါပေမဲ့သူကလုံးဝတော့မပြောင်းလဲသေးဘူးအခွင့်အရေးရပေါင်မုံတွေကိုသူ့အိတ်ကတည်းကခိုးဖြုတ်ထားသုံးမယ်ဟိုက်တီကကလာရီယာရဲ့နှလုံးသားကိုအနိုင်ယူပြီးအရန်ရင်းနှီးသွားတယ်ကလာရီယာကသူ့ခန်းစားချက်တွေကိုဖွင့်ပြောပြတယ်သူအမေဆုံးပွားသွားတဲ့နောက်စိတ်ချိုးပြလုံးလို့လမ်းမလျှောက်တာရပ်သွားခဲ့လာပါတဲ့တကယ်နေခင်မှာဟိုက်တီကတောင်တွေကိုမြင်ရဖို့ပလင်းပေါက်ဖွင့်ပေးဖို့အစီကန်စီဘတ်စတီယန်ကိုတောင်းဆိုတယ်ဒါပေမဲ့အပြင်ဘက်ကိုကြည့်လိုက်တော့အဆောက်အဦတွေပဲတွေ့ရတာဒါကိုမြင်တော့စီဘတ်စတီယန်ကတောင်တွေကိုမြင်ရဖို့ပုံမြင့်တဲ့နေရာကိုသွားဖို့လိုမယ်လို့ပြောတာ ဟိုက်တီကလူတိုင်းကိုလှည့်စားပြီးကလာယာနဲ့အတူအိမ်ထဲကခိုးထွက်တယ်အပြင်ထွက်ခွက်လုံးဝမရဘူးတဲ့ကလာယာကအယမ်းပျော်သွားတယ်သူတို့မျိုးပြမျော့စင်းကိုရောက်သွားတယ်ဟိုက်တီကတောင်တွေကိုရှာဖို့ပုံမြင့်တဲ့အချက်ကိုတယောက်တည်းတက်သွားတယ်ဒါပေမဲ့အဆုံးမရှိတဲ့အဆောက်အုံတွေကိုမြင်ရတဲ့အတွက်စိတ်ပြတ်သွားတယ်ဒီတော်ဒီယန်ကလာယာကကြောက်လာပြီးမဲ့ကြောင်လေးတွေရောင်းနေတဲ့လူတယောက်ကိုသတိထားမိပြီးဝယ်ဖို့အဆုံးဖြတ်လိုက်တယ်ဒီအချိန်မှာအိမ်မှာတော့မိန်းကလေးတွေပြောင်းနေလာကိုတီးလိုက်တဲ့အတွက်လူတိုင်းထိတ်လန့်တရားထိပြီးသူတို့ကိုရှာဖို့ဈေးထဲကိုအလူရောက်ပြေးသွားကြတယ်စီဘက်စတီယန်ကနောက်ဆုံးမှသူတို့ကိုတွေ့တယ်အိမ်ပြန်ခင်ကလာယာကကြောင်ကလေးတွေကိုသူ့ဆောင်အောက်မှာအမြန်ဖွက်လိုက်တယ်ဖလိုလိုင်းတို့သာမထွက်ခင်မှာကြောင်မတဲတဲ့တမ်းမတဲအချင်းကြောင့်နာချေပါတော့တယ်အဲ့ဒီခါကြောင်ကလေးတကောင်ကကလာယာရဲ့ပေါင်ပေါ်ကနေခုန်ချလိုက်တော့ဖလိုလိုင်းကအရန်ကြောက်ပြီးတိုက်ပေါ်တက်ပြီးတက်ထိုင်နေပါတော့တယ်နေ့လယ်စာစားချိန်မှာဖလိုလိုင်းကဟိုက်တီကိုနေရာဘက်လှည့်ပြီးမတက်ညက်ခိုင်းတယ်နောက်တစ်ချိန်ဆိုရင်ပိုးဆိုးတဲ့အဖြစ်တန်ကိုခံရမယ်လို့တတိပေးတယ်ဒီအတွက်ဟိုက်တီကစိတ်မကောင်းဖြစ်ပြီးသူ့ဖွက်ထားတဲ့ပေါင်မွန်းအားလုံးကိုခူးယူပြီးအိမ်ထဲကနေခိုးထွက်ဖို့ကြိုးစားတယ်ဒါပေမဲ့ဖလိုလိုင်းကဖမ်းမိပြီးစူးပူတယ်ဟိုက်တီဟာစိန်ခံဖွားနဲ့အိမ်တကူရတာကိုကျေစုတင်တင်နေလို့ပြောတယ်ဒါပေမဲ့ဟိုက်တီကဒီကိစ္စပြီးတော့ငုံနေတဲ့ကလာယာအတွက်ပိုပြီးစိတ်မကောင်းဖြစ်နေတာဒီဖြစ်ရပြီးတော့ကလာယာရဲ့ကျမ်းမာရေးပို့ဆိုးလာပြီးဟိုက်တီကလည်းကိုအပြစ်တင်နေတယ်ကလာယာနည်းနည်းလေးတက်တာလာတော့ဟိုက်တီကသူ့အခန်းကိုသွားပြီးသူကလာယာကြောင့်ထွက်မသွားကြောင်းရှင်းပြတယ် ကလာရာပြန်ကောင်းလာတော့ပုံမှန်တိုင်းစားပြန်တင်းနေတယ်။ရက်နေငယ်ကြပြီးနောက်ကလာရာရဲ့အဖေနဲ့အဘွားရောက်လာတယ်။သူတို့ကိုတွေ့တော့ကလာရာကအယမ်းပျော်တယ်။ဒါပေမဲ့ဖရိုလိုင်းကတော့မပျော်ဘူး။သူ့သမီးလေးကတငယ်ချင်းနဲ့ပျော်နေတာကိုမြင်တော့အဖေကသူ့စိတ်ကူးအလွတ်ဖြစ်သွားပြီဆိုတာစိတ်ချလက်ချဖြစ်သွားတယ်။ဒါပေမဲ့ဖရိုလိုင်းကဟိုက်တီကရိုင်းဆိုင်နေစေဖြစ်ပြီးစာတင်တာကိုအာယုံမဆိုင်ဘူးလို့ပြောပြီးသူ့စိတ်ကိုပြောင်းဖို့ကြိုးစားတယ်။ဒါပေမဲ့ကလာရာရဲ့အဘွားကတော့အမြင်မတူဘူး။သူများပြောတာယုံမဲ့အစားအရာရာကိုကိုယ်တိုင်မြင်ချင်တာ။အဲ့ဒီညမှာသူကဟိုက်တီကိုအဲ့ရဝင်ပုံမြင်ပြောပြတယ်။ဒါပေမဲ့ဟိုက်တီကိုကိုယ်တိုင်ဖတ်ဖို့ကြိုးစားစေခြင်းတဲ့အတွက်ပုံမြင်ကိုမပြီးဆုံးစေခဲ့ဘူး။အဲ့ဒီခါဟိုက်တီကပီတာကစာချက်ကအသုံးဝင်မှုလို့ပြောတာကြောင့်မတင်ကျင်ကြောင်းဝင်ခံလိုက်တယ်။ဒါကိုကြားတော့အဘွားကသူများပြောတာအကုန်မယုံပဲကိုယ့်ဘာသာကိုစမ်းစစ်သိနေလို့ရှင်းပြတယ်။ဟိုက်တီကပုံမြင်တွေကိုကြိုက်တာကြောင့်စာတင်ဖို့အာယုံစိုက်ဖို့ဆုံးဖြတ်လိုက်တယ်။နောက်တစ်ရက်မှာကလာရာရဲ့အဘွားကသူ့အဖေကိုဟိုက်တီကချစ်စရာကောင်းတဲ့ကလေးပါဒါပေမဲ့အိမ်ထဲမှာဆက်ထားတာသူ့စံသားနဲ့ဆန့်ကျင်နေတာမို့ပြန်ပို့တင်တယ်လို့ပြောလိုက်တယ်။ဒါပေမဲ့သူ့အဖေကဟိုက်တီကိုမထားခဲ့ချင်ဘူး။ဟိုက်တီရှိနေတာကြောင့်ကလာရာကျမ်းမာရေးတိုးတက်လာတာလေ။အချင်းကြီးကုန်းလုံးလာတာနဲ့အမျှအိမ်ထဲကနေထူးဆန်းတဲ့စူညံတန်တွေထွက်လာတယ်။အရှိခံတွေကလည်းအိမ်ရှိတကားကြီးပွင့်နေတာကိုမကြာခဏတွေ့ကြရတယ်။ဒီအတော်အတွင်းဟိုက်တီကပုံပင်ကိုအဖိတက်ဖို့ကြိုးစားပြီးနောက်ဆုံးမှဖတ်တတ်သွားတယ်။သူကအိမ်သားအားလုံးရှိမှဂုံယူစွာကျဲလောင်းစွာဖတ်ပြတယ်။ဒါကိုမြင်တော့ကလာရာရဲ့အဖေကဟိုက်တီဟာအိမ်မှာဆက်နေနိုင်စွမ်းရှိတယ်ဆိုတာသိသွားတယ်။ဒါပေမဲ့ဟိုက်တီကတကယ်ပြောနေပုံမရဘူး။ ဒီနောက်ကလာရာရဲ့အဖွားကအိမ်ပြန်သွားတယ်အဲ့ဒီညမှာကလာရာရဲ့အဖေကသူ့တငယ်ချင်းနဲ့စစ်တူရင်ကစားနေတော့အရင်ကလိုထူးဆန်းတဲ့စူညံတန်းတွေကိုကြားလိုက်ရတယ်တငယ်ချင်းကတခိုးဝင်နေပြီထင်ပြီးအိမ်ကိုလိုက်ရှာတယ်ဒါပေမဲ့တကယ်တော့ဟိုက်တီကအိမ်မက်ထဲလမ်းလျှောက်နေတာဖြစ်ပါတယ်သူမသိစိတ်နဲ့သူ့အခန်းကထွက်အိမ်တကားကိုဖွင့်ပြီးစိတ်ကြောင်းသုံးကားလိုပွင့်နေတဲ့ကောင်းကင်ကြီးကိုစိုက်ကြည့်နေတယ်ပြီးမှသူ့အခန်းကိုပြန်ဝင်ပြီးအိပ်ပျော်သွားတယ်ဆရာဝန်ကဟိုက်တီကိုစစ်ဆေးတော့အေးမီတုံရင်နေတာကိုတွေ့ရတယ်ဟိုက်တီဟာအင်လွမ်းယောဂခံစားနေရတယ်လို့ရှင်းပြတယ်အကယ်၍သူ့ကိုအိမ်ပြန်မပို့ရင်သူ့ကျမ်းမာရေးအန္တရာယ်ရှိနိုင်ကြောင်းတတိပေးတယ်ဒါပေမဲ့ကလာရာရဲ့အဖေကတော့ဟိုက်တီကိုလွတ်ပေးကိုဝန်လေးနေတော့မယ်နောက်နေ့မနက်မှာသူကဟိုက်တီအခြေအနေကိုကလာရာကိုပြောပြပြီးအိမ်ပြဖို့လိုချောင်းရှင်းပြတယ်ဒါပေမဲ့ကလာရာကနားမလည်ပဲစိတ်ဆိုးပြီးသူ့အခန်းထဲမှာတောက်ခတ်ထားလိုက်တယ်ဟိုက်တီကအိမ်ပြန်ရမှာပြောပေမဲ့ကလာရာအတွက်စိတ်ပူနေတယ်သွားပြောဖို့ကြိုးစားပေမဲ့ကလာရာကတကားဖွင့်မပေးဘူးနောက်ဆုံးတော့ဟိုက်တီထွက်ခွာရမယ့်အချိန်ရောက်လာပြီမတော်ခင်မှာအဖိုးအယ်ပိုဟိုက်ထွင်းထားတဲ့တစ်သားငှက်ရုပ်ကိုကလာရာရဲ့အဖေကိုပေးခဲ့တယ်ကလာရာကိုလည်းပြန်လာလိမ့်မယ်လို့ဂတိပေးခဲ့တယ်ဖရိုလိုင်းကတော့အဖူဆိုအင်ကညင်တက်သွားပြီလို့ထင်နေတော့သူနောက်လဲလိုက်ကနဲ့ကြောင်ကလေးတစ်ကောင်ကိုတွေ့လိုက်တယ်။သမင်းချက်ကကြောင်ကိုကောက်ယူပြီးထားဖို့ဆုံးဖြတ်လိုက်ပြီးဟိုက်တီလိုနာမည်ပေးလိုက်ပါတော့တယ် ဟိုက်တီဟာအဘိုးအယ်ပိုဟိုက်ရဲ့မြို့ကိုပြန်ရောက်လာတော့လူတိုင်းကဝမ်းသာအားရဖြစ်ကြတယ်သူကအမြန်ဆုံးအဘိုးကိုတွားတွေ့တယ်ဒါပေမဲ့အရာတွေကပြောင်းလဲသွားပြီအဘိုးအယ်ပိုဟိုက်ကအခုဆိုဟိုက်တီကိုကြောင်းပို့နေပြီစောင်းရသည်မှဆိုမြို့ထဲကအိမ်တလုံးကိုပြောင်းရွှေ့ကြတယ်ဟိုက်တီဆရာမအစ်စ်ကလည်းကျင်နာတတ်တော့စားတင်ရတာပိုလွဲကူတယ်အရာရာတိုင်းပုံမှန်တိုင်းပြန်ဖြစ်လာပြီးဟိုက်တီအငင်းလိုချင်ခဲ့တဲ့ဘဝမျိုးကိုနောက်ဆုံးမှရရှိသွားတယ်တောင်ပေါ်ကသူ့ဘဝအစ်စ်နဲ့ပျော်နေပေမဲ့ဟိုက်တီကကလာရကိုတော့တတိယနေတော့မယ်သူကကလာရစီစာရီရေးပို့တယ်ကလာရကဖတ်ရတဲ့အခါဟိုက်တီကိုနှုတ်ဆက်ဖို့တော့မေ့သွားခဲ့တဲ့အတွက်ဝမ်းနည်းရတယ်သူ့မြင်မလေးစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ကလာရရဲ့အဘွားကကလာရကိုဟိုက်တီအိမ်ကိုလိုက်ပို့ဖို့ဆုံးဖြတ်လိုက်တယ်တငယ်ချင်းနှစ်ယောက်ပြန်ဆုံးတော့ဝမ်းသာအားရဖြစ်ကြတယ်ကလာရရဲ့အဘွားကကလာရကိုဟိုက်တီနဲ့ရက်နဲ့ငယ်ချာနေခွင့်ပေးလိုက်တယ်ဟိုက်တီကတောင်ပေါ်မှာသူ့ဘလို့နေထိုင်လဲဆိုတာကိုကလာရကိုပြတယ်သူတို့နှစ်ယောက်ပူပြီးရင်းနှီးလာတယ်
ဒါပေမဲ့ဒါကပီတာကိုမနာလူဖြစ်စေတယ်။တနည်းမှာပီတာကကလာရာရဲ့အဘီတက်ကလာထိုင်ဘက်ကိုချုပ်ကန်မပေါ်ကနေတွန်းချလိုက်တယ်။လူတိုင်းကပီတာလောက်တာဆိုတာချက်ချင်းသိလိုက်ရတယ်။ကလာရာရဲ့ဘီကင်ကြီးအတွက်အယ်ဘိုဟိုက်ကကလီနှစ်ယောက်လုံးနဲ့အမြဲတမ်းအတူနေပေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကလာရာကလှပတဲ့လက်ပြတကောင်ကိုမြင်ပြီးမစင်စားတော့ပဲထားလိုက်တယ်။ပထမတော့သူယုံကန်ရတယ်။ဒါပေမဲ့ဟိုက်ဒီနဲ့ပီတာရဲ့အကူအညီနဲ့ခြေလမ်းသေးသေးလေးတွေလှမ်းနိုင်ခဲ့တယ်။ရအနေငယ်ကြတော့သူဆက်ပြီးတိုးတက်လာတယ်။ကလာရာရဲ့အဖေနဲ့အကွာတို့ကသူ့ကိုအိမ်ပြန်ခေါ်ဖို့ရောက်လာတယ်။ကလာရာကိုသူ့ခြေတော့သူရက်နေတာကိုမြင်လိုက်ရတော့ဝမ်းသာလုံးလို့ဖော်မပြတ်နိုင်အောင်ဖြစ်သွားကြတယ်။မထက်ခွာမီမှာကလာရာကဟိုက်ဒီကိုနောက်တစ်ခါပြန်တွေ့မယ်လို့ကတိပေးခဲ့တယ်။ကလာရာရဲ့အဖွားကလည်းဟိုက်ဒီကိုဒိုင်ရီနဲ့ပေါ်ပင်တစ်ချောင်းပေးခဲ့တယ်။ဇက်တင်ခန်းမှာတော့ကျွန်တော်တို့ဟိုက်ဒီကိုပီတာနဲ့အတူအရင်လိုစိုက်တွေကြောင်းနေတာကိုမြင်ရပါတယ်။ဒါပေမဲ့အခုတော့သူ့ရဲ့နေ့စီလုပ်ငန်းဆောင်ထားတဲ့နဲ့အတူသူ့ရဲ့ဒိုင်ရီထဲမှာစာရင်းနေပါတယ်။သူ့ရဲ့အိမ်မက်ကိုအကောင့်အထည်ဖော်နေတာပေါ့။ဒီလာပါတဲ့အခိုက်အတန့်လေးနဲ့အတူရုပ်ရှင်ဇာတ်လမ်းကနှွေးထွေးတဲ့ဇာတ်သိမ်းကိုရောက်ရှိသွားပါပြီဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။